ခုတင်ပြပေးမှာကတော့အရှိအလဲပိုင်းဒေသမှာတရှင်ရှင်မြင့်တက်လာနေတဲ့စီးရီးတင်းမာမှုတွေနဲ့ပတ်သက်ပြီးစစ်ပတ်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့နောက်ဆိုးရသုံးသပ်ချက်တွေပဲဖြစ်ပါတယ်။အထူးသဖြင့်အီရန်နဲ့ဖြစ်ပွားနေတဲ့ပဋိပက္ခဟာရှစ်ပတ်မြောက်ထဲကိုရောက်ရှိလာခဲ့ပြီဖြစ်သလိုအခြေအနေတွေဟာလည်းတစ်နေ့ထက်တစ်နေ့ပိုမိုရှုပ်ထွေးလာနေပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့အရှိအလဲပိုင်းဒေသကိုတတိယမြောက်လေယာဉ်တင်သင်္ဘောတစ်စီးထပ်မံဆေးလွှတ်လိုက်ပြီဖြစ်ပြီးဒါဟာအမေရိကန်အနေနဲ့ဒေသတွင်းမှာစစ်ရေးအရာအင်တာဟာအလုံးအရင်နဲ့အသင့်ပြင်ထားတယ်ဆိုတာကိုပြသနေတာဖြစ်ပြီးစစ်ပွဲကိုအချိန်မရွေးဆင်နွှဲဖို့ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။အင်ဖြူတော်အစိုးရအနေနဲ့ဒီပဋိပက္ခကိုဘေးတော့အဆုံးသတ်မယ်ဆိုတဲ့အချိန်စရာကိုလည်းအတိအကျသတ်မှတ်ထားခြင်းမရှိသေးပါဘူး။ဒါဟာအခြေအနေကမူတည်ပြီးစစ်ရေးအရာအကြာကြီးဆက်လက်ရှိနေနိုင်တဲ့ဆိုတဲ့သဘောကိုတက်ရောက်နေပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ကာကွယ်ရေးဝန်ကြီးဟက်ဆာကအီရန်စိတ်ကောင်းတွေကိုရေချောင်းပိတ်ဆို့ထားမှုဟာအကန့်အသတ်မရှိဆက်လက်ရှိနေမှာဖြစ်တယ်လို့ဒီထက်လည်းပိုမိုတူးချဲ့သွားမယ်လို့အတိအလင်းပြောကြားထားပါတယ်။အမေရိကန်ရေတပ်ကလည်းအထူးညွှန်ကြားချက်တစ်ခုပေးထားပါတယ်။အဲ့ဒါကတော့ကမ္ဘာရေနင်းကုန်သွယ်မှုအတွက်အရေးအပါဆုံးဖြစ်တဲ့ Hormuz ရေလက်ကြားအတွင်းမှာရေမိုင်းထောင်ဖို့ကျူးစားတဲ့ဘလို့တင်းပေါ်ဒါမှမဟုတ်လွှေမိုးကိုမဆိုတွေ့တာနဲ့တိုက်ရိုက်ဖစ်ခတ်ချီမွန်းဖို့ပဲဖြစ်ပါတယ်။ဒီလိုပြတ်သားတဲ့အမိန့်ဟာဒေတာတွင်းမှာတိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တဲ့အလားအလာကိုဖော်ပြနေပါတယ်။မကြာခင်ကလည်းအမေရိကန်ရေတပ်ကအီရန်အလံတင်ထားတဲ့ကုန်တင်သင်္ဘောတစ်စီးကိုသိမ်းဆည်းလိုက်ပါတယ်။ဒီလောက်ရပြီးအီရန်ဘက်ကအလွန်အများဒေါသထွက်နေပြီးဒါဟာနိုင်ငံတကာရေကြောင်းဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့မကြာခင်မှာပြင်းပြင်းထန်ထန်ပြန်လဲလက်တုံပြန်သွားမယ်လို့ကြုံဝါထားပါတယ်။စစ်ပတ်ဆိုင်ရာအနေစွာဘိုးလူကြီးတွေရဲ့သုံးသက်ချက်အရအကယ်၍အပြစ်အခက်ရချက်ရေးရွှင်းလေပွဲတွေတာအောင်မြင်မှုမရရှိခဲ့ဘူးဆိုရင်အမေရိကန်စစ်တပ်ကအီရန်ရဲ့ကမ်းရိုးစော်တစ်ကြောင်မှာရှိတဲ့ကာကွယ်ရေးစနစ်တွေကိုအင်အားသုံးတိုက်ခိုက်ဖို့အတွက်စစ်ရေးဗျူဟာတွေကိုအသေးစိတ်ရေးဆွဲနေပြီဖြစ်ပါတယ်။အထူးသဖြင့် Hormuz ရေလက်ကြားကိုအီရန်ဘက်ကပိတ်ဆို့ဖို့ကြိုးစားလာမှာကိုအမေရိကန်ကအစိုးရိမ်ဆုံးဖြစ်နေပါတယ်။ဘာဖြစ်လို့လဲဆိုတာဒီလမ်းကြောင်းဟာတကဘာလုံးမှာတုံးဆွဲနေတဲ့ရင်းနှီးစုစုပေါင်းရဲ့20%ခန့်ဖြတ်တန်းတည်ယူပို့ဆောင်နေရတဲ့နေရာဖြစ်လို့ပါပဲ။အကယ်၍ဒီလမ်းကြောင်းသာပိတ်သွားခဲ့ရင်ကမ္ဘာစီးပွားရေးဟာအကြီးအကျယ်ထိခိုက်သွားနိုင်ပါတယ်။လက်ရှိမှာလည်းကမ္ဘာရင်းနှီးစည်နှုန်းတွေဟာတရိပ်ရိပ်တက်လာနေပြီး Brent ရင်းနှီးတစ်စီးကို$94ဝန်းကျင်အထိပေါက်ဆိတ်ရှိနေသလို WTI ရင်းနှီးကလည်း$86ဝန်းကျင်မှာရှိနေပါတယ်။အမေရိကန်ပြည်တွင်းမှာလည်းတက်စီဈေးတွေဟာတီးတီးတာတာမြင့်တက်လာနေပြီးတကားလုံးကို$4နဲ့40ဝန်းကျင်အထိဖြစ်ပေါ်နေပါတယ်။ဒါဟာတာမန်ပြည်သူတွေရဲ့နေ့စဉ်လူမှုဘဝအပေါ်မှာလည်းရိုက်ခတ်မှုတွေရှိလာနေတာဖြစ်ပါတယ်။အပြည့်အခက်ရချင်းကြီးဆွေးနွေးပွဲတွေကိုကြည့်မယ်ဆိုရင်လည်းသတ်မှတ်ထားတဲ့အချိန်ကိုအချိန်ချင်းနောက်ဆိုခဲ့ရပြီးအခုမောက်ဆုံးမနေနဲ့ဘူထူးနဲ့ညပိုင်းအထိထပ်မံတိုးမြင့်ထားပါတယ်။ဒါပေမဲ့နှစ်ခါစလုံးကြားမှာညှိနှိုင်းလို့မရသေးတဲ့အချက်တွေအများကြီးရှိနေပါသေးတယ်။အထူးသဖြင့်ယူရေနီယမ်တိုးထောင်ထားခြင်းကိစ္စနဲ့ယူရေနီယမ်တဲဆောက်တဲ့သင်္ဘောတွေကိုဘသူကထိန်းချုပ်မလဲဆိုတဲ့အချက်တွေဟာအဓိကအငင်းပွားစရာဖြစ်နေပါတယ်။အစီအမြင့်အရာရှိကြီးတွေဟာဒေတာတွင်းကိုတွားရောက်ပြီးဒုတိယအကျင့်ငင်းချင်ရေးဆွေးနွေးပွဲတွေလုပ်ဖို့ကြိုးစားနေကြပေမဲ့လက်တွေ့မှာတော့စစ်ရေးအရာအသင့်ပြင်ထားတဲ့အနေအထားကပိုမိုတိတာနေတာကိုတွေ့မြင်နေရပါတယ်။အခုလိုစစ်ရေးတင်မာမှုတွေကြောင့်ဒေတာတွင်းနိုင်ငံတွေတာမကတကမာလုံးကပါစိုးရိမ်တကြီးစောင့်ကြည့်နေကြရပါတယ်။အီရန်ရဲ့စစ်ရေးဗျူဟာကဘလို့ရှိမလဲအမေရိကန်ကဘလို့အထီတုံ့ပြန်မလဲဆိုတာကလာမယ့်ရပိုင်းထဲမှာပိုမိုရှင်းလင်းလာမှာပါ။စီရေးကျွမ်းကျင်သူတွေကတော့အခြေအနေဟာအချိန်မရွေးပောက်ကွဲသွားနိုင်တဲ့ရန်ပုံကြီးလိုဖြစ်နေတယ်လို့သတိပေးနေကြပါတယ်။အပြည့်ခက်ရချေရေးဆွေးနွေးပွဲတွေကနေထွက်ပေါ်လာမဲ့ရီယာလက်ဟာဒီပဋိပက္ခကိုငြင်းချမ်းစွာအပြေရှားနိုင်မလားဒါမှမဟုတ်ပိုမိုကြီးမားတဲ့စစ်ပွဲကြီးစီကိုဥတီသွားမလားဆိုတာကိုဆုံးဖြတ်ပေးမယ်တော့ခဲ့ပေးဖြစ်ပါတယ်။ဒေတာတွင်းကလူထုတွေဟာလည်းစစ်ပွဲရဲ့ပေးထွက်ဆိုးကျိုးတွေကိုစူးရည်နေကြရပြီးနိုင်ငံတကာအတိုင်းအဝိုင်းကလည်းတင်းမာမှုတွေလော့ကျသွားဖို့တိုက်တွန်းနေကြပါတယ်။ဒါပေမဲ့လက်ရှိမြေချင်းအခြေအနေတွေအရတော့စီရေးအင်အားပြိုင်ဆိုင်မှုတွေကသာပုံမအားကောင်းနေတာကိုတွေ့မြင်နေရပါတယ်။ဆက်လက်တင်ပြပေးမှာကတော့အပိုင်းနဲ့ရဲ့စီရေးဗျူဟာမြောက်သုံးသက်ချက်တွေနဲ့အီရန်နိုင်ငံရဲ့တုံ့ပြန်မှုဖြစ်နိုင်ခြေတွေပဲဖြစ်ပါတယ်။လက်ရှိအရှိအလဲပိုင်းမှာဖြစ်ပွားနေတဲ့အခြေအနေတွေဟာတာမန်ပဋိပက္ခထက်ပိုမိုနှရှင်းလာပြီးစစ်ပတ်ဆိုင်ရာထိပ်သီးကောင်းဆောင်တွေကတော့ဒါဟာဆယ်သတုတစ်ခုအတွင်းအန်ဒဲအရှိဆုံးအခြေအနေလို့သတ်မှတ်ထားကြပါတယ်။အမေရိကန်ပြည်ထောင်စုဟာ Hormuz ရေလက်ကြားကိုအပြည့်အစုံထိန်းချုပ်နိုင်ဖို့အတွက်သူတို့ရဲ့ရေတပ်အင်အားကိုအမြင့်ဆုံးအဆင့်အထိတိုးမြင့်ထားတာကိုတွေ့ရပါတယ်။အငိမ့်တပ်ဗိုလ်ချုပ်ကြီးတွေရဲ့အဆိုအရအီရန်ဟာသူတို့ရဲ့ကမ်းရိုးဆိုင်တစ်လျှောက်မှာအဝေးထိမိုင်းလင်တဲ့ဒုံးကြီးစနစ်တွေကိုအသင့်ပြင်ထားမိဖြစ်တယ်လို့ယူဆရပါတယ်။ဒါကြောင့်လည်းအမေရိကန်ကတတိယမြောက်လေယာဉ်တင်သင်္ဘောကိုအမြင့်ဆုံးစိတ်လွတ်ခဲ့လာထက်ပါတယ်။ဒီသင်္ဘောကြီးရောက်ရှိလာခြင်းဟာအီရန်အတွက်ပြင်းထန်တဲ့တတိပေးချက်တစ်ခုဖြစ်တယ်လို့လိုအပ်ရင်အီရန်ပြည်တွင်းကစစ်ရေးပြစ်မှတ်တွေကိုတိုက်ရိုက်တိုက်ခိုက်နိုင်တဲ့စွမ်းရည်ရှိတယ်ဆိုတာကိုပြသရတာဖြစ်ပါတယ်။အီရန်ဘက်ကကြည့်မယ်ဆိုရင်လည်းသူတို့ရဲ့အချုံညာအာဏာကိုထိပါလာမှုကိုလုံးဝလက်ခံမှာမဟုတ်ဘူးလို့တုံ့ပြန်ထားပါတယ်။အထူးသဖြင့်အမေရိကန်ကအီရန်ရဲ့ကုန်တင်သင်္ဘောကိုတင်းစီးလိုက်တဲ့လောက်ရဟာစစ်ကြေညာတာနဲ့အတူတူပဲလို့အီရန်စစ်ဘက်အရာရှိတွေကယူဆနေကြပါတယ်။ဒီသင်္ဘောပေါ်မှာဘာတွေပါတယ်လဲဆိုတာကိုအမေရိကန်ဘက်ကတရားဝင်ထုတ်ဖော်ပြောကြားထားတော့မရှိသေးပေမဲ့
အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ဆက်ဆက်နေတဲ့ပစ္စည်းတွေပါဝင်နိုင်တယ်လို့ခံမှန်းချက်တွေထွက်ပေါ်နေပါတယ်။အဲ့ဒီအတွက်ကြောင့်လေအီရန်ဟာသူတို့ရဲ့ရေတပ်ကို Hormuz ရေလက်ကြားမှာပုံမလှုပ်ရှားစေပြီးအမေရိကန်သင်္ဘောတွေကိုနှောင့်ယှက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။ဒီရေလက်ကြားဟာအတန်မှချင်းမြောင်းတဲ့အတွက်စစ်သင်္ဘောတွေအချင်းချင်းထိတ်တိုက်တွေးဖို့အခွင့်အလမ်းအလွန်များပြားနေပါတယ်။အကယ်၍မားယွင်းတဲ့ပြစ်ခတ်မှုတစ်ခုခုဖြစ်ပွားခဲ့ရင်ဒါဟာဒေတာရင်စစ်ပွဲကြီးတစ်ခုဖြစ်ချက်ချင်းပြောင်းလဲသွားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။စစ်ရေးဗျူဟာရအမေရိကန်ဟာအီရန်ရဲ့ရေတပ်အခြေစိုက်တွေနဲ့ဒုံးကျည်စနစ်တွေကို Grove နဲ့ဒစင်24နာရီပတ်လုံးစောင့်ကြည့်နေပါတယ်။ဗိုလ်ချုပ်ကြီးတွေကတော့အီရန်ရဲ့ဗျူဟာဟာတာမန်စစ်ပွဲထက်အောက်ကနေပျောက်ကြားစနစ်နဲ့တိုက်ခိုက်တဲ့ရေချောင်းစစ်ပွဲကိုပုံမအားပြုလာနိုင်တယ်လို့သုံးသပ်ထားပါတယ်။အီရန်မှာရှိတဲ့အမြန်နှုံးမြင့်တိုက်ခိုက်လင်းငယ်တွေဟာအမေရိကန်ရဲ့တင်ပေါ်ကြီးတွေအတွက်ကြီးမားတဲ့ချေးမြောက်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကြောင့်လည်းအမေရိကန်ရေတပ်ကိုတွေးတာနဲ့ပြစ်မိန်ပေးထားတာချင်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းအပြစ်ခတ်ရစေးရေးအတွက်နိုင်ငံကဖိအားပေးနေကြပါတယ်။ဒါပေမဲ့အမေရိကန်ဘက်ကတောင်းဆိုထားတဲ့အချက်တွေဟာအီရန်အတွက်လိုက်လျောဖို့ခက်ခဲနေပါတယ်။ဥပမာအားဖြင့်အီရန်ရဲ့ယူရေနီယံတိုဟောင်မှုကိုအမေရိကန်ကတိုက်ရိုက်စစ်ဆေးခွင့်ရဖို့နဲ့အီရန်ရဲ့ဒုံးကျည်ထုတ်လုပ်မှုတွေကိုရပ်ဆိုင်းဖို့ဆိုတဲ့အချက်တွေဖြစ်ပါတယ်။အီရန်ဘက်ကတော့သူတို့ရဲ့ကာကွယ်ရေးအစီအစဉ်တွေကိုဘယ်တော့မှဆွန့်လွတ်မှာမဟုတ်ဘူးလို့တင်းခံထားပါတယ်။ဒီလိုသဘောထားတင်းမာမှုတွေကြောင့်ရှစ်ပတ်မြောက်ထီရဲကာကိုရောက်နေတာတွေ့ငိမ့်ချမ်းရေးကအလန်းဝေးဆယ်ဖြစ်ပါတယ်။ကမ္ဘာကောင်ဆောင်တွေကတော့ဒီပဋိပက္ခဟာရေနေစည်းနှုန်းတွေကိုပိုမိုမြင့်တက်စေပြီးကမ္ဘာစီးပွားရေးကျဆုံးမှုကိုဖြစ်ပေါ်စေမှာကိုစိုးရိမ်နေကြပါတယ်။အထူးသဖြင့်ဥရောပနိုင်ငံတွေဟာအရှေ့အလယ်ပိုင်းကရေနေပေါ်အများကြီးမိခိုနေရတာကြောင့်ဒီစစ်ပွဲကိုအမြန်ဆုံးရပ်တန့်စေချင်နေပါတယ်။ဒါပေမဲ့အမေရိကန်နဲ့အီရန်ကြားမှာယုံကြည်မှုဟာတုံညအဆင့်ထိကျဆုံးနေတာကြောင့်ဘယ်သူမှအလျှော့ပေးကိုမပြင်ကြသေးပါဘူး။အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ပင်တဂွန်ကတော့လိုအပ်ရင်အင်အားသုံးဖို့အသင့်ရှိနေကြောင်းနဲ့အီရန်ရဲ့ဘလို့တိုက်ခိုက်မှုကိုတော့ဖြစ်ပြတန်တုံ့ပြန်သွားမယ်လို့ထက်ခါထက်လေတတိပေးနေပါတယ်။အခုဆိုရင်အရှိအလဲပိုင်းဒေတာဟာကမ္ဘာစီးရဲစစ်တကုံတစ်ခုလိုဖြစ်နေပြီးနိုင်ငံကြီးတွေကသူတို့ရဲ့အကျိုးစီးပွားအတွက်အားပြိုင်နေကြပါတယ်။အီရန်နဲ့အမေရိကန်ရဲ့တင်းမာမှုဟာကမ္ဘာလုံခြုံရေးအတွက်အကြီးဆုံးသောစိန်ခေါ်မှုတစ်ခုဖြစ်လာပါပြီ။ဗိုလ်ချုပ်ကြီးတွေရဲ့လောက်ဆုံးသုံးသက်ချက်အရလာမစ်ဘိုလ်တဖူးနိုင်ဟာအလွန်အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်လာပါလိမ့်မယ်။အဲ့ဒီနေ့မှာအပိခက်ရစေးရေးဆွေးနွေးမှုတွေရဲ့လောက်ဆုံးရလက်ထွက်ပေါ်လာမှာဖြစ်တယ်လို့အကယ်၍မအောင်မြင်ခဲ့ရင်စစ်ရေးအရာတိတိတသာပြောင်းလဲမှုတွေမြင်တွေ့ရနိုင်ပါတယ်။အမေရိကန်ရဲ့လေယာဉ်တင်သင်္ဘောထုံးစီဟာအီရန်ကိုဝိုင်းရောင်ထားတဲ့အနေအထားမှာရှိနေပါတယ်။အီရန်ဘက်ကလည်းသူတို့ရဲ့မြင်းအောက်ဒုံးကျည်စနစ်တွေကိုအသင့်ပြင်ထားပါတယ်။ဒီအခြေအနေဟာငြိမ်းချမ်းရေးအတွက်နောက်ဆုံးအခွင့်အရေးဖြစ်နေသလိုတစ်ဖက်မှာလည်းစစ်ပွဲကြီးရဲ့အစပြိုးနေမှာလည်းဖြစ်နေပါတယ်။ပြည်သူတွေကတော့ဒီစစ်ရေးတင်းပါမှုတွေရဲ့နောက်ဆက်တွဲရိုက်ခတ်မှုတွေကိုရင်ဆိုင်ဖို့ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ဆက်လက်တင်ပြပေးမှာကတော့အပိုင်းသမရဲ့စီးရေးဆိုင်ရာနောက်ဆက်တွဲအခြေအနေတွေနဲ့နိုင်ငံတကာစီးပွားရေးပေါ်ရိုက်ခတ်လာတဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်။လက်ရှိအရှိအလဲပိုင်းစစ်မျက်နှာမှာအမေရိကန်ပြည်ထောင်စုရဲ့စီးရေးရပ်တည်ချက်ဟာပုံမပြတ်သားလာတာကိုတွေ့ရပါတယ်။စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့အဆိုအရအခုရောက်ရှိလာတဲ့တတိယမြောက်လေယာဉ်တင်သင်္ဘောကြီးဟာရိုးရိုးကင်းလည်ဖို့ရောက်လာတာမဟုတ်ပဲအီရန်ရဲ့အဓိကစစ်ဘက်အခြေဆက်စခန်းတွေကိုတပြိုင်နက်တည်းတိုက်ခိုက်နိုင်စွမ်းရှိတဲ့လေကြောင်းအင်အားကိုဖြည့်တင်းလိုက်တာဖြစ်ပါတယ်။အမေရိကန်ဆိုရအနေနဲ့အခုလိုစစ်ရေးအင်အားကိုအလုံးရင်းနဲ့အသုံးချနေတာဟာအီရန်ကိုစစ်ရေးအရဖိအားပေးရုံမကပဲဒေသတွင်းမှာရှိတဲ့တခြားသောမဟာမိတ်နိုင်ငံတွေကိုလည်းသူတို့ရဲ့အကာအကွယ်ပေးနိုင်မှုကိုပြသရာရောက်ပါတယ်။အီရန်နိုင်ငံတွင်းမှာလည်းစစ်ရေးအရအသင်ပြင်ဆင်မှုတွေဟာအထူးမြင့်တက်နေပါတယ်။အီရန်တော်လှန်ရေးအဆောင်တပ်ဖွဲ့တွေဟာသူတို့ရဲ့ကန်ယူစေးကာကွယ်ရေးစနစ်တွေကိုအဆင့်မြင့်ထားပြီးခဲ့တယ်လို့အထူးသဖြင့်ဟော်မုတ်ရေလက်ကြားရဲ့အကျဉ်းဆုံးနေရာတွေမှာသင်္ဘောပြတ်တုံးချက်တွေကိုနေရာချထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီအခြေအနေဟာအမေရိကန်ရေးတပ်အတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။အမေရိကန်အငင်းတပ်ဘောချုပ်ကြီးတွေကတော့အကေ၍တိုက်ပွဲသာတကြီးဖြစ်ပွားခဲ့ရင်ပထမနိုင်ပိုင်းတွင်မှာတင်နှစ်ဖက်စလုံးကအထိခိုက်အကြအဆုံးများပြားနိုင်တယ်လို့သတိပေးထားပါတယ်။အမေရိကန်ရဲ့ဗျူဟာကတော့အီရန်ရဲ့ဒုံးကျည်ကျလွတ်တဲ့စင်တွေကိုလေကြောင်းကနေအရင်ဆုံးဖျက်ဆီးဖို့ဖြစ်ပြီးအီရန်ဘက်ကတော့သူတို့ရဲ့ပထဝီအနေအထားကိုအသုံးချပြီးပျောက်ကြားစနစ်နဲ့တုံ့ပြန်ဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်။ဒီစစ်ရေးတင်မာမှုရဲ့နောက်ခံမှာအလွန်ကြီးမားတဲ့စီးပွားရေးပြဿနာတွေကပ်ပါလာပါတယ်။ကမ္ဘာရင်းနဲ့ဈေးကွက်ဟာအခုဆိုရင်အစိုးရင်ဆုံးအခြေအနေကိုရောက်ရှိနေပါပြီ။ဟော်မုတ်ရေလက်ကြားဟာကမ္ဘာစွမ်းအင်လုံခြုံရေးအတွက်အသက်သွေးကြောဖြစ်တာကြောင့်ဒီလမ်းကြောင်းမှာတိုက်ပွဲတွေဖြစ်ပွားတာနဲ့ရေနေဈေးဟာတစ်ဈေးကိုဒေါ်လာ100ကျော်အထိချက်ချင်းခုန်တက်သွားနိုင်ပါတယ်။လက်ရှိမှာရင်ရေနေဈေးနှုန်းတွေဟာတရရိပ်မြင့်တက်နေပြီးဒါဟာကမ္ဘာဝင်းမှာရှိတဲ့ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ငွေဖောင်းပွားမှုတွေကိုပိုမိုဆိုးရွားစေပါတယ်။အထူးသဖြင့်ဖွံ့ဖြိုးနိုင်ငံတွေမှာလောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့်တည်ယူပို့ဆောင်ရေးစရိတ်တွေတက်လောင်ပြီးအခြေခံစားတောက်ကုန်ဈေးနှုန်းတွေလည်းလိုက်ပါမြင့်တက်နေပါတယ်။အမေရိကန်ပြည်သူတွေဟာဒက်ဆိုင်စုံတွေမှာတန်းစီစောင့်နေရတဲ့အခြေအနေမျိုးတွေနဲ့ကြုံတွေ့နေရပြီးဒါဟာအစိုးရပေါ်လူတို့မကျေနပ်မှုကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ကြည့်မယ်ဆိုရင်လည်းအီရန်ရဲ့ယူရေနီယမ်တိုးလောင်မှုဟာအဓိကဟန်ထားဖြစ်နေပါတယ်။အမေရိကန်နဲ့နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီကအီရန်အနေနဲ့ယူရေနီယမ်တန်ရှင်းမှုကိုချက်ချင်းရပ်တန့်ဖို့တောင်းဆိုထားပါတယ်။
ဒါပေမဲ့အီရန်ဘက်ကတော့ဒါဟာသူတို့ရဲ့ငြင်းချမ်းစွာအသုံးချမှုဖြစ်လို့အမျိုးသားလုံခြုံရေးအတွက်လိုအပ်တယ်လို့ဆိုကညှင်းဆန်ထားပါတယ်ဒီသဘောထားကွဲလွဲမှုဟာအပိတ်အခက်ရက်စရေးကိုအလှမ်းဝေးစေတဲ့အချက်ပဲဖြစ်ပါတယ်ဗိုလ်ဒူးနဲ့တတ်မှတ်ချက်ဟာနီးကပ်နေပေမဲ့နှစ်ဖက်ခောက်လုံးဆောင်တွေကြားမှာအပေးယူလုံးမဲ့လက္ခဏာလုံးဝမတွေ့ရသေးပါဘူးအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကတော့တန်တမာရေးနီးလန့်နဲ့အပြေရှားဖို့နောက်ဆုံးအချိန်အထိစူးစမ်းသွားမယ်လို့ပြောပေမဲ့မြေပြင်ကစစ်ရေးပြင်ဆင်မှုတွေကစစ်ပွဲဟာမလွဲသေးရှိတော့မဲ့အားလာရကိုပြသနေပါတယ်ဒေသတွေမှာရှိတဲ့တခြားသောနိုင်ငံတွေဖြစ်တဲ့ဆာဥဒီအာရေဗျနဲ့အစ္စရေးတို့ကလည်းဒီအခြေအနေကိုစိုးရိမ်စွာကြည့်ရှုနေကြပါတယ်အကယ်၍စစ်ပွဲသားတကယ်ဖြစ်ပွားခဲ့ရင်တရေကလုံးကိုကူးဆက်သွားနိုင်တဲ့အန္တရာယ်ရှိနေပါတယ်အီရန်နဲ့မဟာမိတ်လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းဒေသတွေမှာရှိတဲ့အမေရိကန်အခြေဆက်စခန်းတွေကိုတိုက်ခိုက်လာနေတာကြောင့်အမေရိကန်ကသူတို့ရဲ့ကာကွယ်ရေးစနစ်တွေကိုအဆင့်မြင့်ဆုံးအခြေအနေမှာထားရှိထားပါတယ်။ပေါ်ဂျူဂျီရဲ့သုံးသက်ချက်အရအခုရှစ်ပတ်မြောက်အခြေအနေဟာအချိုးအကွေ့တစ်ခုကိုရောက်နေပါပြီ။စစ်ပွဲကိုရှောင်လွှဲနိုင်မဲ့အခွင့်အလမ်းဟာအင်ပတန်ကျင်းမြွားသွားပြီးနှစ်ဖက်စလုံးက non-missile stand တင်းခံနေတာကြောင့်ကမ္ဘာငြိမ်းချမ်းရေးအတွက်အလွန်စိုးရိမ်စရာကောင်းပါတယ်။ဆက်လက်တင်ပြပေးမှာကတော့အပိုင်းလေးရဲ့နောက်ဆုံးရစီရေးသုံးသက်ချက်ဒီနဲ့အနာဂတ်ဖြစ်နိုင်ခြေရှိတဲ့အခြေအနေတွေပဲဖြစ်ပါတယ်။အခုဆိုရင်အရှေ့အလယ်ပိုင်းရဲ့တိမ်မှောက်မှုဟာအထော်တိတ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုနဲ့အီရန်နိုင်ငံတို့ကြားဖြစ်ပွားနေတဲ့ဒီစီရေးပဋိပက္ခဟာရှေ့ပတ်မြောက်ရဲ့နောက်ဆုံးရက်တွေကိုရောက်ရှိလာတာနဲ့အမျှငြိမ်းချမ်းရေးလားဒါမှမဟုတ်အလုံးစုံသောစစ်ပွဲလားဆိုတဲ့လမ်းတစ်ခုကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။အငိမ့်စာဗိုလ်ချုပ်ကြီးရဲ့နောက်ဆုံးသုံးသပ်ချက်အရအမေရိကန်စစ်တပ်ဟာအီရန်နိုင်ငံရဲ့ဗျူဟာမြောက်စစ်ရေးပစ်တပ်မျိုးကိုအဝေးကနေတိတိကျကျချေမှုန်းနိုင်ဖို့အတွက်ခေတ်မော်ဒင်ဒုံးကျည်စနစ်တွေနဲ့လေကြောင်းအင်အားတွေကိုအသင့်အနေထားမှာထားရှိထားတာပဲဖြစ်ပါတယ်။အထူးသဖြင့်အီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေနဲ့ဆက်ဆက်နေတဲ့မြေအောက်အခြေစာကိန်းတွေဟာအမေရိကန်ရဲ့အဓိကပစ်တပ်တွေဖြစ်လာနိုင်ပါတယ်။အီရန်ဘက်ကလည်းသူတို့ရဲ့အပြင်းထန်ဆုံးလက်တုံ့ပြန်မှုဆိုတဲ့စကားရဲ့အတိုင်းပဲအမေရိကန်ရဲ့ဘလို့ကျူးကျော်မှုကိုမှတုံ့ပြန်ဖို့အတွက်တာလက်ပစ်ဒုံးကျည်တွေကိုအစင်းသင့်ပြင်ထားပါတယ်။ဒီနေရာမှာအရေးကြီးဆုံးချက်ကတော့ Hormuz ရေလက်ကြားရဲ့လုံခြုံရေးပဲဖြစ်ပါတယ်။အကယ်၍အီရန်ကဒီရေလက်ကြားမှာရေမိုင်းတွေထောင်တာဒါမှမဟုတ်တင်ဘောတွေကိုပိတ်ဆို့တာမျိုးလုပ်လာခဲ့ရင်အမေရိကန်ရေတပ်ပါချက်ချင်းတိုက်ခိုက်မှာဖြစ်ပါတယ်။ဒါဟာကမ္ဘာစွမ်းရည်ဈေးကွက်ကိုဒါမကပဲနိုင်ငံတကာကုန်ထွေလမ်းကြောင်းတစ်ခုလုံးကိုပါရပ်တန်းသွားစေနိုင်တဲ့အထိပြင်းထန်တာပဲဖြစ်ပါတယ်။စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုတွေကတော့ဒီစစ်ပွဲဟာဖြစ်လာခဲ့ရင်တာမန်ဒေသတွင်တိုက်ပွဲထက်ပိုမိုကြီးမားသွားမှာကိုအထူးစိုးရိမ်နေကြပါတယ်။အပြည့်ခက်စားချင်းရေးဆွေးနွေးမှုတွေရဲ့နောက်ဆုံးအခြေအနေကိုကြည့်မယ်ဆိုလဲတိုးတက်မှုကအလွန်အားနည်းနေပါတယ်ဗိုလ်ဒူးနဲ့ညဘတမတ်ချက်ဟာကုံဆုံးတော့မှဖြစ်ပေမဲ့အီရန်ဘက်ကသူတို့ရဲ့ယူရေနီယံတင်းဖောတွေအပေါ်ထိန်းချုပ်ခွင့်ကိုလုံးဝအလျှော့မပေးဘဲတင်းခံထားပါတယ်အမေရိကန်ဆိုရကတော့အီရန်အနေနဲ့ဒီအခွင့်အရေးကိုအသုံးမချဘူးဆိုပြီးစစ်ရေးအရေးယူမှုတွေဟာရှောင်ထွက်လို့ရမှာမဟုတ်ဘူးလို့သတိပေးထားပါတယ်တစ်ဖက်မှာလည်းနိုင်ငံတကာအတိုင်းအဝိုင်းကစစ်ပွဲကိုရပ်တန့်ဖို့အတွက်တန်တမရေးရအစွမ်းကုန်ကြိုးစားနေကြပါတယ်ဒါပေမဲ့မြေကွန်ကအခြေအနေတွေဖြစ်တဲ့လီယန်တင်သင်္ဘော၃စီးရဲ့လှုပ်ရှားမှုတွေအီရန်ရဲ့စစ်ရေးဖင်ဆင်မှုတွေရေနံဈေးနှုန်းတွေရဲ့မတည်ငြိမ်မှုတွေကတော့စစ်ပွဲရဲ့အရေးအယောင်တွေကိုဒါပိုမိုထင်ဟပ်နေပါတယ်။အရှိအလဲပိုင်းမှာရှိတဲ့ပြည်သူတွေဟာလည်းဒီစစ်ရေးတင်းမာမှုတွေကြောင့်နေ့စဉ်လူမှုဘဝတွေမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေကြပါတယ်။စီးပွားရေးအကြည့်မယ်ဆိုရင်ရေနံဈေးနှုန်းတွေဟာ90ကျော်ဒေါ်လာကနေ100ကျော်ဒေါ်လာအထိခုန်တက်ဖို့အတင်းဖြစ်နေပါတယ်။အမေရိကန်ပြည်တွင်းမှာလည်းဒဇင်ဈေးနှုန်းဟာ$4.4စင်ကနေ$5အထိရောက်သွားနိုင်ကြသည်ခန့်မှန်းထားကြပါတယ်။ဒါဟာကမ္ဘာလုံးစုံသောစီးပွားရေးတုံ့ဆောင်မှုကိုဖြစ်ပေါ်စေနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။အခုတင်ပြခဲ့တဲ့အချက်လက်တွေအရဒီပဋိပက္ခဟာအဆုံးသတ်ဖို့ထက်ပိုမိုပြင်းထန်လာမယ့်အခြေအနေမှာရှိနေပါတယ်။ဗိုလ်ချုပ်ကြီးရဲ့သုံးသက်ချက်ကတော့စစ်ပွဲကိုရှောင်လွှဲဖို့အတွက်အချိန်ဟာကုံဆုံးလို့နီးမဖြစ်နေပါပြီဆိုတာပဲဖြစ်ပါတယ်။လာမယ့်နိုင်ပိုင်းအတွင်းဖက်ပေါ်လာမယ့်ဆုံးဖြတ်ချက်တွေဟာကမ္ဘာသမိုင်းရဲ့အရေးကြီးသောအပေါင်းအရေးတစ်ခုဖြစ်လာနိုင်ပါတယ်။အားလုံးပဲဘေးကင်းကြပါစေလို့ဆုတောင်းရင်းနဲ့ဒီကနေ့ရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။နောက်ထပ်ထူးခြားတဲ့သတင်းတွေရှိရင်လည်းဆက်လက်တင်ပြပေးသွားပါမယ်။ယခုလိုမျိုးပြည်တွင်းပြပသတင်းအကြောင်းအရာများဘဟုတုတဖြစ်ဝဲစီအီနိုင်ငံရေးစသည့်အကြောင်းအရာတွေကိုဗက်မလိုက်မရှိပဲအချိန်နဲ့တပြေးကြီးတင်ဆက်နေတဲ့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်အပ်ပါတယ်။ကြည့်ရှုမိဖီသူတွေရဲ့ထင်မြင်ချက်နဲ့အကြံပြုချက်တွေကိုလည်း comment မှာဝင်ရောက်ရေးသားဆွေးနွေးနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကျမ်းပါကြပါစေလို့ Global News မြန်မာ channel ကနေစူမွန်ကောက်တောင်းပေးလိုက်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။